Hello guys ကျွန်တော်ကတော့ VMI Brand မှာဒါကျွန်တော်ရဲ့ပထမဆုံး video လေးဖြစ်လို့အားပေးကြပါအောင်ခင်ဗျာ video ကတော့နောက်မှပါပါတယ်ခင်ဗျာခုလိုကျွန်တော်ဖုန်းနဲ့ဂိမ်းနဲ့မှာစူပါတက်ဖြစ်ပါတယ်ညမှာ ability မျိုးရှိရတယ်ကျွန်တော်တော့ပောက်ကွဲတဲ့ ability တွေလိုက်တယ်ဒီကဘလို့တောင်းရလဲဆိုကျွန်တော်ပြောပြမယ်ဟေးအောင်ရေတုံးတော့မတော့ဘူးကွာကိုလူတို့ကျွန်တော်ပြန်ထားလိုက်ဒီကောင်ဖမ်းရမလဲဟိုမှာတွေးကောပြင်အကောင်တော့လိုက်ကိုလူတို့ဘာကြီးလာဟာအဲ့လာဘောနော်မူအကောင်ဖမ်းမိတော့လေဟာရောင်ရေရှာဟိုက်ကာပြီလို့ပါအေးလာဖမ်းမြောက်ဖမ်းဟာရောပိန်းလိုက်လားကိုလူကဟာပိန်းတယ်ကွာတော်ပိန်းချက်ဖမ်းလိုက်ဖမ်းအခုကြောက်ရဲတဲ့အကောင်မလို့စနေပြေးဖမ်းရက်တာပဲလေဒီဝိုင်းနောက်ထပ်ကဘာကောင်းနေခိုင်းစားရှိလို့ဘာမှတော့ထွေထူးမကြမ်းတော့ဘူးဗျဖမ်းကြကောင်ရန်နာတော့ပဲကျွန်တော်ဒါပေမဲ့တရားပေါက်ကြော်လို့ရှုံးတော့တရားပေါက်လည်းကျွန်တော်မရှုံးဘူးမှာကောင်းရတော့ A few days later. Yo, now soul of me I. Jump left, please secret. Huh? Much modify. Come on, much modify. You got show it. Oh, wink about you. Go. Up in the other. Do you have me? I will go. Down the door, young. Say other. Okay. No. A few days later. God of your own. Đây đào mới được nhiều lắm cái còn tôi còn chơi nè phải hai cái gọi là tiền nào cái gì đó có cái nào cái này đó rồi con kìa mà đó cái này cái đâu nữa gì hả nè nào xong rồi bây giờ con không có cái quả cái Oh,ကျွန်တော် aura farm ကလေးရပြီ Yeah, boy. ရပြီ aura farm let's go ဒီ runner တယောက်တည်းထပ်ကားတယောက်တည်းဆို share ပဲလေချုပ်သွားတယ်ကွာ let's go ဒီကောင်တော့ဟိုကောင်တော့လိုက်ရကျွန်တော်တော့ကောင်တော့လိုက်အကောင်မမြင်အောင်ပြေးဖို့ကဲတူဟေးအောင်ကျွန်တော်အများနဲ့ရှုံးတာမဟုတ်သေးဘူးကွာဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကြည့်ရှုပေးထားတဲ့အတွက်ကျေးဇူးရမ်းတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်